ဒါလေးရိုက်ဖို့ဂျိုင်းမွေးရှင်ထားတာမမေပြောချင်တာလေကိုယုံကြည်မှုမရှိတဲ့သူတွေပေါ့နော်ဂျိုင်းရမယ်လို့ဂျိုင်းမမြောက်ရဲဘူးဆိုတဲ့မမေရဲ့ချစ်တော်လေးတွေပေါ့နော်ညီမလေးတွေအမွေအရန်တန်လို့နဲ့ညီမလေးတွေအတွက်မမေ review လေးပေးမယ်နော်ဒါလေးကလေဂျိုင်းမွေအရန်ထူတဲ့သူတွေမြင်အပ်တဲ့နေရာမှာအမွေအရန်ထူတဲ့သူတွေအတွက်လေအရန်ကောက်ကလုံးဝအပူပေးစရာလည်းမလိုဘူးငွေကုန်ကြေးကြလည်းမများဘူးပြီးလို့ရှင်ပြန်ထွက်လာတဲ့အမွေးလေးဆိုလဲတော်တော်ကြကြမှပြန်ထွက်လာအမွေးနုလေးပဲထွက်လာတယ်အရန်ကောင်းလို့ review ပေးတာဆက်စီဘွန်းအားထုတ်တာဒါလေးကတော့လေအရန်ကိုကောင်းတယ်အရန်ကောင်းတယ်ဆက်လေးရဲ့ဂျိုင်းဖြူလေးသူကလေဂျိုင်းမာလေးအကွက်လိုက်ကြီးဖြူနေတဲ့သူတွေဆိုလို့ရှိရင်သူကဆက်လေးရဲ့ကြော်နဲ့လုံးဝတဖြည်းဖြည်းအသားလေးကကြီးပြီးတော့ဂျိုင်းအမဲအကွက်လိုက်ကြီးဖြစ်နေလူဂျိုင်းဖြူတယ်မမေကိုယ်တိုင်သုံးပြီးတော့မှ review ပေးတာနော်ဒါလေးကတော့ဒီတစ်ဆက်ကိုဝယ်ယူတာနဲ့အသားရည်ကိုပို့ပြီးကြည်လင်လာမယ်မဲနေတဲ့နေရာကြီးဖြူလာစေမယ်နော်ဒါလေးကတော့တစ်ဖက်ကိုနှစ်ကြိမ်ပဲစခရလေးတိုက်ပေးရမှာဒါလေးကစီရန်လေးအသားလေးဝင်းမြကြည့်လာမမေကလေလို့ကောမလဲဘယ်ပစ္စည်းလေးပဲဖြစ်မမေကစမ်းတက်ပြီးတော့မှတိချာလေးကိုသိကျင်တဲ့တော့မမေကလေဒီတထောင်ဆိုလို့ရှင်လေဟိုဘက်တစ်ချမ်းဒီဘက်တစ်ချမ်းဆိုရင်မမေတစ်ချမ်းမဲ့အရင်လိမ့်ကြည့်တယ်တင်မားဆိုလို့ရှင်လေမမေတစ်ချမ်းမဲ့လိမ့်ကြည့်တာကိုညီလားကိုညီကိုအိုင်တေးချာလေးကိုလိမ့်ပြီးတော့မှမမေ review ပေးတာကိုကြီးမှာတက်တယ်ပြောပြဘယ်နေရာမဲတော်ပြောပြပါမြဲတမ်းလိမ့်နေတာကတော့ဟိုပါဘောနော်ဘူဒီပေါ့သူတို့ဘယ်လိုပြောလဲဒီဟာလေးပေါ့နော်ဒီဟာလေးကိုလိမ့်ပါတယ်ဒီဟာလေးကိုလိမ့်ပါတယ်အဲ့ဒါတော့လှန်ပြလို့မရတဲ့အတွက် sorry ပါခေါင်းကြီးဘာမှမျောလဲပါနဲ့ခေါင်းကြီးမျောလဲလို့မရပါဘူးအဲ့တော့ဒီမှာမင်းမလိမ့်နေတဲ့ဥစ္စာရှိရလေဒီတထောင်လေးလားနားလေးပေါ့တထောင်လေးကတော့မမေဒီဘက်နဲ့ဟိုပထမတစ်ခါ video file လေးမှာပေါ့နော်မမေပြလိုက်အခုတော့မမေဒါလေးကတော့နှစ်ဖက်စလုံးမမေလိမ့်ပြီးသွားတဲ့တကာလာတွေပါအရန်ကိုတိတာပါတယ်သူကလေအမျိုးသမီးတွေကိုဝင်စိတ်တက်ပြီးတော့ကြံခဲ့တဲ့ပေါင်ကြားကြီးတွေမဲနေတဲ့နေရာတွေလင်းလို့ရတယ်တတောင်စစ်တွေဒူးတွေမဲနေသူဟိုပေါ့နော်စကတ်အတူဝေးလို့ဒူးတွေမဲနေတဲ့သူဆိုလို့ရှင်ဒါမမေအာမခံနေတော်တော်လေးကိုပေါ့နော်မမေအတွက်တော်တော်လေးကိုအဆင်ပြေလို့မမေ review လေးပေးပြတာတော်တော်ကိုအဆင်ပြေတယ်ပေါင်ချိုင်မဲဒူးမဲဘယ်နေရာမဲသူကတတိဖြူဝင်းပြီးတော့ကြည်ပြီးတော့အသားကြီးလေးပါကြည်လာသူအရန်ကောင်းတယ်ဘာမှ side effect မရှိဘူးဒါလေးကတစ်ဖက်ကိုနှစ်ကြိမ်ပဲပေါ့နော်ဒါထူနာလေးဒါလေးကထူနာလေးပါဒါလေးလိမ့်နေပြီးရင်စီရန်လေးလိမ့်နေပေါ့နော်တစ်ခုပေါ့သူကတော့အနတ်ဆူဆူတွေမမေအနတ်ဆူလားမဆူလားလို့လာမင်းမဲ့သူတွေရှိတယ်အနတ်လေးကလေလုံးဝတင်းကလေးမမေနှစ်သက်တယ်လူတိုင်းလည်းနှစ်သက်လိမ့်မယ်လို့မမေညှော်လင့်ပါတယ်ရှင်အနတ်လေးကတော်ကိုတင်းလေးနှကောင်းနေပါပြီဟုတ်ကဲ့ပါတကယ်လို့မှဒါလေးမမေရဲ့ကွန်ပျူတာမဟုတ်ဘူးเนาะဒါလေးကဆက်စီဘွန်းကထုတ်တယ်ဆက်စီဘွန်းကထုတ်လို့တဲ့စီရန်လေးပါရှင်ဒါမျိုးဒီဟာလေးတစ်ဆက်ချင်းနေဆိုလို့ရှိရင်ဒါလေးတစ်ဆက်ကမှဂုံမဲဂျိုင်းမဲဂုံမဲဂျိုင်းမဲပေါင်မဲအကုန်လုံးတိတာဆောင်ဖြူဝင်းလာမှာပါရှင်ဒီတစ်ဆက်လေးသုံးရုံနဲ့ပေါ့နော်ဒီတစ်ဆက်မှာ9000ကျော်ပဲရှိပါတယ်ဟုတ်4000ကျော်လာပြီသူတို့9000ကျော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ခပ်ပြီးပြီတတာဘိုင်မောင်ဂျင်းနေဆိုလို့ရှိရင်90ရှိလို့ကို Viber မှာလည်းမှာလို့ရပါတယ်မင်းထုတ်ကောင် page မှာလည်းမှာလို့ရပါတယ်The Joy page မှာလည်းမှာလို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်